မလုပ်ပါနဲ့ host တော့မလုပ်ပါနဲ့ဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းတိုက်နေတာ2025ခုနှစ်ထဲမှာ22ခုရှိနေဗျာဒါတော့မှနိုဝင်ဘာလ10ရက်နေ့ထိပဲတွက်ထားဗျာဖိလစ်ပိုင်နိုင်ငံမှာပုံမှန်အားဖြင့်တစ်နှစ်မှာအခု20လောက်တိုက်တတ်တယ်ဆိုပေမဲ့ဒီနှစ်မှာတခြားနေ့တွေထက်ကိုပိုပြီးတော့ကိုများတယ်ဗျာအသေးပြောက်လည်းများတယ်ရင်လောက်တော့ပဲဖိလစ်ပိုင်မှာမုန်တိုင်းအကျဉ်းတိုက်ခဲ့ပြီဗျာအဲ့ဒါမှဒီလမှာလည်းထပ်တိုက်တယ်ဗျာနိုဝင်ဘာလ9ရက်နေ့ကနေစပြီးတော့တိုက်တယ်ဗျာအခုနောက်ဆုံးတိုက်ထားတဲ့နိုဝင်ဘာလအစောပိုင်းတော့တိုက်တဲ့မုန်တိုင်းဆိုရင်အားအကြီးဆုံးပဲဗျာတနာယုံမိုင်130ကျော်တောင်ရှိတယ်ဒီတစ်ခေါက်မုန်တိုင်းမှာတော့လူ12ယောက်လောက်တည်လို့ကနဦးသိရပြီးတော့1.4တက်လောက်ကဘေးလွတ်ရာကိုပြောင်းရွှေ့ရတယ်ဗျာမုန်တိုင်းတိုက်ပြီဆိုတော့မုန်တိုင်းရဲ့နောက်ဆက်တွဲအနေနဲ့လျှက်စင်ပြီးပြတ်တောက်တာတွေရေကြီးတာတွေဘေးလွတ်ရာကိုပြောင်းရွှေ့ရဒုက္ခတွေတော့ခါးစီးပြီးခံကြရတာဗျာအော်တိုဘာလတော့တိုက်တဲ့မုန်တိုင်းမှာဆိုရင်ဖိလစ်ပိုင်နိုင်ငံကလူ200ကျော်တောင်တည်တယ်ဗျာအဲ့ဒီကိစ္စမှမပြီးသေးဘူးအခုထက်တိုက်တယ်ဆိုတော့အရင်ကိစ္စတော့ဒုက္ခရောက်နေတဲ့သူတွေဘေးလွတ်ရာကိုပြောင်းနေတဲ့သူတွေအိုးအိမ်မဲ့သွားတဲ့သူတွေအတွက်တော့ကူညီတာတွေကယ်ဆရာတွေလုံးလို့မပြီးသေးဘူးအခုနောက်ထပ်မုန်တိုင်းကထက်တိုက်ပြန်ပြီတကယ်လို့ဒါဖိလစ်ပိုင်နိုင်ငံအတွက်တိုက်တဲ့မုန်တိုင်းကိုတယောက်ယောက်ကများတာခလုတ်ကိုပိတ်လိုက်ဖွင့်လိုက်လုံးနေရဆိုရင်မလုပ်ပါနဲ့ host တော့မလုပ်ပါနဲ့လို့တော့ပြောချင်တော့တယ်